Yo Pame အားလုံးပဲမင်္ဂလာပါရေပါမယ်မှာကြိုဆိုပါလေဒီနေ့လည်းအယုံမဟုတ်သေးပြန်ဗျာအခုတလောကအယုံနဲ့ကနည်းနည်းလေးကင်းကွာပြီးတော့တိတ်ပြီးတော့မဝယ်ပြဘူးပေါ့နော်အယုံကတော့ဒီမှာလည်းဈေးကနည်းနည်းကြီးရသေးတယ်ဒါပေမဲ့ရှိပါတယ်ဖောက်ပြပေးဖို့လေးတော့အများကြီးရှိရယ်ဆိုတော့ထုံးစံတိုင်းပဲဗာလဲဆိုတော့ရေမွေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ့နော်မြန်မာနိုင်ငံမှာပဲပြောပါတော့မြန်မာနိုင်ငံမှာအရန်ကိုနာမည်ကြီးတဲ့ရေမွေး brand တစ်ခုကတော့ YSL ပါ YSL EDP ဆိုတာပြောရရင်တော့နိုင်ငံတော်ရေမွေးလို့တောင်ပြောလို့ရတယ်ပေါ့နော်ဒါမဲ့အနက်မိုက်တယ်သူ့အနက်လူတိုင်းစွတ်လို့သာနိုင်ငံတော်ရေမွေးဆိုပြီးတော့ဖြစ်ပြီးတော့နည်းနည်းသူစိတ်ဝင်စားမှုနည်းနည်းနေတာပေါ့နော်နဲတယ်ဆိုတာဟိုလိုနဲတာတော့မဟုတ်ပါဘူးဟိုနည်းနည်းရှောင်ရတယ်ပေါ့အဲ့လိုင်းရပေါ့ဒါပေမဲ့ဒီနေ့ဖောက်ပြပေးသွားမှာကတော့ကျွန်တော်တို့ဒီနိုင်ငံတော်ရေမွေးလိုင်းတွေကYSL wine line နဲ့ရပဲ YSL wine ရဲ့ YSL wine ကို ice cologne ဆိုတာဖြစ်ပါတယ်သူက YSL wine line မှာတော့အများကြီးပဲပေါ့နော်သူတို့ line ရတွေအများကြီးရှိတယ် EDT ပြီးတော့ Lipa fan လည်းရှိတယ် EDP လည်းရှိတယ် EDP ကတော့နာမည်အကြီးဆုံး line up ပေါ့နော်ပြီးတော့ Alessia ဆိုတာလည်းရှိတယ်ပြီးတော့ EDP ကိုမှ Intense ဆိုတာလည်းရှိတယ်အစုံပဲသူကတော်တော်များတယ်ပေါ့နော်YSL wine line ရဲ့မှာအဲ့ဒီ line တွေထဲမှာမှဒီလုံးကတော့ဒါနောက်ဆုံးအခုထွက်တာတိတ်တောင်မကြသေးဘူး2026မှာစထွက်တဲ့ line up ပေါ့နော်ထွက်တာတော့1ရက်2ရက်လောက်ပဲရှိအောင်မယ်အဲ့ဒါလေးကိုဥပပြလေးဖောက်ပြပေးသွားမှာဖြစ်ပါတယ်YSL wine မှာမှမျိုးစုံရှိရယ်ဝူဒီဖြစ်တဲ့နည်းနည်းလေးဝူဒီဖြစ်တဲ့ line up parfum တို့ဘာလို့လဲရှိရယ်fresh ဖြစ်တဲ့ EDT တို့လည်းရှိရယ် EDP ကတော့သူကအနံ့ကိုနည်းနည်းပိုဆွဲပြီးတော့ပန်းသီးစိမ့်နှံ့နေပေါ့နော်ပန်းသီးစိမ့်နှံ့လေးနဲ့ဒါပေမဲ့အခုဒီလက်ရှိနောက်ဆုံးထွက်ထားတဲ့YSL wine ice cologne ကတော့ဗာလဲဆိုတော့လုံးဝ fresh ကိုမှအေးလေးနဲ့လုံးဝအေးလေးမွေလေး summer နဲ့ဆိုရင်တော်တော်လိုက်တယ်တော်တော်ကြိုက်တယ်ဟာပေါ့နော်တော်တော်ကြိုက်တဲ့ version လေးပဲဖြစ်ပါတယ်သူက top note ကတော့ဘာလဲဆိုတော့ရှင်းတယ်ဘလောက်အေးလဲမအေးလဲဆိုတာစဉ်းစားကြည့်လိုက် mint ရယ် ice ရယ်ပြီးသွားပြီနော်ပြီးသွားပြီအေးစေးပဲ middle note မှာကျတော့ mint tea ပေါ့နော်ကျွန်တော်တို့ဒီအဲ့ဒါကျတော့ဘယ်လိုခေါ်မလဲ mojito နဲ့တော့နည်းနည်းဆင်မယ် mojito နဲ့လေးမျိုးလေးပေါ့နော် mint ပါမယ်သူကတောက်လျှောက်က mint အနံ့လေးရမွေလေးအေးလေးစားဆွလိုက်တာနဲ့မွေအေးလေးဖြစ်မယ်သူက base note ကတော့ patchouli ပေါ့နော် patchouli အရွက်တခြား abrosan တို့ဘာလို့ပါတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အဓိကဟာဒီ mint mojito ပြောရရင်တော့ကလောမှာရေခဲရည်နဲ့ရေချိုးပြီးတော့ mojito အေးလေးတောက်နေတဲ့အနှစ်သာရလိုမျိုးဖြစ်မှာအေးနေမှာအဆဆရရကလောမှာပေါ့နော်ကလောမှာသိရမလားကလောမှာဖင်ပြောင်ကြီးနဲ့ရေခဲကြီးနဲ့ရေချိုးနေတဲ့အချိန်မှာဝဂျီတိုတောက်လိုက်ရတဲ့ feeling မျိုးဆိုတော့အေးဆက်ပြီးတော့ညံ့ညောနေတဲ့အနက်မျိုးလေးကဲနည်းနည်းတော့စကားတော့နည်းနည်းရှည်သွားပြီဆိုတော့ဒါလေးကိုမြန်လေးပဲ unboxing လုပ်လိုက်ရအောင်သူကတော့ဒါကတော့ဘူးလေးပေါ့နော်ဘူးပုံစံလေးအပြာလေးပေါ့နော်ရေခဲကိုပူစားပြည့်ဆိုတော့ box ကတော့2နှစ်ပါတော့ကလင်းဟိုကတော့အခုပြန်တော့မှလည်းဖြစ်တဲ့အတွက်ကြောင့်လို့တော့အသေးလေးပဲ try နာတယ်အနက်ကတော့တော်တော်ကြိုက်တယ်အခုဒီမှာ tester လေးနဲ့share tester လေးနဲ့ဆန်းလာတော့တော်တော်လေးကြိုက်နေပြီသူရဲ့ငကိုရှိရဲ့ရှင်ရင်းဆွဲ EDP တို့ဘာလို့မှရှိရဲ့ DNA လည်းမပြောက်ဘူးဒါအဲ့ဒါမှပို့ပြီးတော့အေးလေးဖြစ်တဲ့အနက်ပေါ့နော်ဆိုတော့ first impression ဒါအပြာလေးပေါ့နော်သူက YSL EDP နဲ့လည်းနည်းနည်းတော့ဆင်တယ်ဆိုတော့တန်းကြည့်ကြသူကစဖြန်းလိုက်ကြတဲ့ကောဒီထဲမှာပါတယ် mint တို့ ice တို့အေးတဲ့
ဘယ်လိုပြောရမလဲအေးတဲ့အထိအတွေ့ရတဲ့အတွက်ကြောင့်ဒီ skin ပေါ်မှာလည်းအေးနေရပဲshare ပဲလုံးဝအေးဆက်ပြီးတော့လုံးဝမိုဂျီတိုအနံ့လေးလိုမျိုးပေါ့မိုဂျီတိုကိုကျွန်တော်တို့ရေခဲလေးထည့်ပြီးတော့အေးဆက်ပြီးတော့ထွက်လာတဲ့အနံ့မျိုးဒီကောင်ကဆောင်းတွင်းဆောင်းတွင်းအောင်ဖြစ်ကုန်ပြီဒီနှွေအတွက်ကိုဒီကောင်တော်တော်ကိုကောင်းမဲ့ရေမွေးပေါ့နော်တော်တော်မွေးလေးနဲ့အေးတင်းလေးအနားမှာရှိရလူလည်းအရင်အနောက်ရှက်မဖြစ်ပဲနဲ့ဆွတ်လိုက်ရင်မှုေးပြီးတော့ကိုအေးလေးကြံခဲ့မဲ့အနံ့မျိုးထဲမှာပါတယ်တော်တော်မိုက်တယ်တော်တော်ကိုမိုက်တဲ့ထဲမှာပါတယ်ကျွန်တော်ရင်မွေးတွေအများကြီးစမ်းကြည့်ဘူးရပေါ့နော်ဒီ Torino 21တို့ဘာလို့ဆိုလဲ mint အနှုံးနဲ့နော်mint နဲ့ပဲဒါပေမဲ့ဒီကောင်ဒီတော်တော်မိုက်တဲ့ထဲမှာပါတယ်အခုဒီမှာစာ on paper မှာစမ်းကြည့်ရဲ့အချိန်မှာ Torino 21ဆိုရင်ဟိုလိုကြီးပြောရတာမဟုတ်ကျွန်တော်စမ်းတော့တစ်ခေါက်တော့စမ်းကြည့်ပြီဒါပေမဲ့ Torino 21အနံ့ပါလဲဆိုတော့ဟိုဆက်ပြ toilet ဆက်ပြအနံ့နဲ့နည်းနည်းလေးဆင်တယ်ပေါ့နော်ဘယ်လိုပြောမလဲအဲ့ထဲမှာနည်းသွားတယ်ပေါ့ဒါပေမဲ့ဒီကောင်ကတော့တော်တော်မိုက်ဟို budget လည်းဖြစ်တယ် Torino 21တို့ဘာလို့ဆိုရင်ဘာလို့ဈေးရနည်းနည်းလေးကြီးရဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီကောင်ကဈေးအရင်ကြီးရဲ့ထဲမှာလည်းမပါဘူးသူပေးတဲ့ performance နဲ့တခုပဲသူနည်းနည်းလေးဘယ်လောက်ခံမလဲတော့တစ်ချက်တော့ကြည့်ရမှာပေါ့နော်ဘယ်လောက်ခံမလဲကတော့တစ်ချက်ကြည့်ရမယ်ဒါပေမဲ့ ED ဒီကောင်ice clone ဆိုတော့ EDT လောက်တော့မပြော့လောက်ဘူးလို့တော့ထင်ရမယ်ပေါ့နော်ဒါပေမဲ့ကြည့်ရမှာပေါ့ဒါဒီကောင်ဘယ်လောက်ခံမလဲဘယ်လောက်သွားမလဲကိုတစ်ချက်ကြည့်မယ်ပြီးတော့နောက်ပိုင်းမှာကောင်းဤဆိုဤကို after review လေးဆက်ပြီးတော့ပြပါမယ်။လောဆယ်ကတော့ဒါ first impression ဖြစ်တဲ့အလျောက် YSY Ice Cologne အသစ်ထွက်ထားတဲ့2026 version ပေါ့နော်။အပြာလေးသူ့ရဲ့ဟာအတိုးချုံတုတ်ပြောရမယ်ဆိုရင်တော့ကလောမှာတည့်ရတိုင်းကလောမှာရေခဲရည်နဲ့ရေချိုးပြီးတော့မိုဂျီတိုလေးတောက်နေရတဲ့အရာသာမျိုးပဲအေးနေရမယ်အဆဆရရသူ့ရဲ့အဲ့လိုအနံ့ကိုရလိုက်တာနဲ့ကိုမှုံလေးနဲ့အေးလေးဖြစ်မဲ့အနံ့မျိုးပေါ့နော်ဆိုတော့ဒါက YSY Ice Cologne ဖြစ်ပါတယ်ဆိုတော့ရိုးဖောက်မဲ့ကိုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်လည်းအယုတ်အပြင်ကျွန်တော်စုဆောင်သမျှတော့တခြားကောင်းလို့ရထွေလီကာလီလေးကိုဖောက်ပြပေးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe လုပ်ပြီးတော့အားပေးပါဦးပြောရင်းနဲ့နောက်လည်းပြန်လဲဆက်တွေ့ကြတာပေါ့